သွားနေပြီ hello live စပါပြီ လိုက်ဆက်ပါပြီအားလုံးပဲမင်္ဂလာပါဒီနေ့ကျမတို့ Carolina Eagles ညီမတွေကနေပြီးတော့မှပတ်စင်တိုင်းကျမတို့ရဲ့ audience များအားလုံးအတွက်ကို digital business နဲ့ပတ်သက်တဲ့ knowledge sharing လုပ်ပေးနေကြတဲ့အတိုင်းဒီနေ့မှလည်းပဲအချိန်ပြန်လဲကြားရောက်လို့လာပြီဖြစ်ပါတယ်ဒီနေ့မှာတော့ကျမတို့Eagles 9កောင်တိတိဖြစ်သွားပါပြီရှင်အတူတူပြန်တမ်းမှုကျမတို့အုပ်စုပို့ထောက်လာပြီ Okay အဲ့တော့ကျမတို့မစတင်ခင်မှာကျမတို့အချင်းချင်းတော့မိတ်ဆက်ကြအောင်မယ်ရှင်เนาะညီမစန္ဒာပြီးတော့ညီမရွှေပြီးညီမလေးထောင်းပြီးညီမမူမူအဲ့ဒီတိုင်းကျမတို့စီရီရဲ့အတိုင်းကျမတို့မိတ်ဆက်ပေးကြပါရှင်ဟုတ်ကဲ့ hello အားလုံးပဲမင်္ဂလာပါကျမရဲ့နာမည်ကတော့ဆန္ဒဦးဖြစ်ပါတယ်ယခုလက်ရှိနေထိုင်နေတဲ့နိုင်ငံကတော့ USA နိုင်ငံနောက် Carolina State မှာကျမမိသားစုနဲ့အတူတကွနေထိုင်ပြီးတော့မှ digital business ကိုလုပ်ကိုင်နေသူဖြစ်ပါတယ်ရှင်ကျေးဇူးပါမရှိမိတ်ဆက်ပေးပါကလေးကဟုတ်ကဲ့ပါကလေးအရင်ပြောပါလိမ့်တယ်အတေးရင်မိတ်ဆက်လိုက်ပေါ့ ဟုတ်ကဲ့ဒါဆိုရင်ခလေးတိတ်နေတော့ဝင်မစ်ဆက်လိုက်ဒီမှာဝင်နိုင်နော်ရပါလားရသေးပြီအမလည်းတောင်းမိတ်ဆက်အေးဟုတ်ပြီကျမနာမည်ကတော့လက်ထံမွေပါကျမကတော့နှစ်ယောက်ရဲ့မိခင်နှစ်ယောက်ရဲ့အဖွားဖြစ်ပါတယ်let's see အခု North Carolina ပြည်နယ် USA မှာမိသားစုနဲ့နေထိုင်နေ full time အလုပ်လုပ်ကိုင်ရင်းနဲ့ဒီ online business ကို part time အနေနဲ့လုပ်ကိုင်နေသူဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ညီမမူမူအလဲပါ hello မင်္ဂလာပါမတို့ Carolina Eagles 9កောင်ကနေကျူဆူပါတယ်အရာအားအင်းနေတောက်လာပြီဖြစ်ပါတယ်နောက်ထပ်လည်းအများများစွာကို welcome ပါကျူဆူပါတယ်လို့ဒီနေ့ကတော့မတို့က live talk လေးနဲ့ share လုပ်သွားမှာဖြစ်တယ်မေးခွန်းလေးတွေကလည်းအရင်ကောင်းတာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုပေးပါမနာမည်ကတော့မေမအောင်လို့ခေါ်တယ်လက်ရှိ USA နိုင်ငံ South Carolina State မှာမတို့မိသားစု3ယောက်တူတူနေထိုင်တာဖြစ်တယ်အိမ်နေမိခင်တယောက်ဖြစ်တယ်တမီလေးနဲ့အိမ်မှာနေရင်းနဲ့ပဲဒီစီပွားကြီးကိုလောက်ကိုင်းနေတဲ့သူတယောက်ဖြစ်ပါတယ်လို့ thank you ပါ Okay ညီမရွှေဟုတ်ကဲ့ပါခုနကလေးအရင်အဲ့ဒါပါပဲပေါ့နော်ဒီစီပွဲဟဆိုလဲကိုကပါမှလေးဒီစီပွားကြီးမှာဟုတ်တယ်ကိုကလေးငွေလေးကိုဘေးနာပါချီလို့ရတာပေါ့နော်အဲ့လိုဟုတ်ကဲ့ကျမနာမည်ကရွှေမင်းဖြစ်ပါတယ်ယခုလေးရှိပေါ့နော် US နိုင်ငံ North Carolina မှာမိသားစုနဲ့နေထိုင်တာဖြစ်ပါတယ်လို့ကျေးဇူးတင်ပါတယ်ရွှေမေရင်နာမည်လေးအရန်လှတာအရန်လဲရင်တယ်နော်လူကလည်းပဲအဲ့တိုင်းပဲဗျာတကယ်မိုက်တယ်တို့ဤကဲဒါအငယ်ဆုံးလေးအလှဆုံးလေး Okay အဲ့တော့ဒီနေ့ကျမတို့လှတာကတော့အားလုံးလှကြတာဒါပေမဲ့ကျမတို့ဘဝလှအောင်လဲကျမတို့ business ကပို့ပြီးတော့လှဖို့လိုတယ် Okay အဲ့တော့ဒီနေ့ကျမတို့Carolina Eagles ညီမတွေအတွက်စီစဉ်ထားတဲ့အမေခွန်းတွေရှိပါတယ်အဲ့တော့ပထမဆုံးမေခွန်းအနေနဲ့ညီမစန္ဒာကဒါလူတော်တော်များများသိချင်နေကြတယ်မေခွန်းပေါ့နော်။ဘာလဲဆိုလို့ရှိရင်ကျမတို့ရဲ့ digital business ဆိုတာဘာတွေကိုလုပ်ပေးရတာလဲ။ဒါအင်္ဂလိပ်စာဒါမှမဟုတ်ကွန်ပျူတာဒါမှမဟုတ် technology skill တွေကျွမ်းကျင်မှလုပ်လို့ရတဲ့စီးပွားရေးလားဆိုပြီးတော့မှသိချင်နေကြတဲ့သူတွေအများကြီးရှိတယ်။အမြဲတမ်းနေ့တိုင်းလဲဒီမေးခွန်းကထပ်တိုင်းပြန်မေးနေကြတယ်ပေါ့နော်။ဘာလို့ဒီစီးပွားရေးကနေ့တိုင်းစိတ်ဝင်စားနေကြတဲ့သူတွေအများကြီးရှိတာဘူး။ဆိုတော့သူတို့လေးတွေရှင်းလင်းသွားအောင်လို့ညီမစန္ဒာကြီးဖြေကြားပေးပါအောင်လို့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒီညမှာဒီမေးခွန်းကောင်းကောင်းလေးကိုပြန်လည်ရွေးဖြေခွင့်ရတဲ့အတွက်ပေါ့နော်အရန်ကိုကျေးဇူးတင်ပါတယ်လို့ဆိုတော့digital business ဆိုတာပေါ့နော်ဘာတွေလောက်ပေးရတာလဲအင်္ဂလိပ်တွေကွန်ပျူတာတွေပေါ့နော် technology တွေခုကအမပြောတဲ့အတိုင်းပဲပေါ့နော်တကယ်ကိုကျွမ်းကျင်ဖို့လိုအပ်သလားဆိုတော့ကျမတို့ဆိုလဲပေါ့နော်ကျမရဲ့ပတ်ဝန်းကျင်ဆိုရင်ကျမကိုတီးကြလိုက်မယ်ပေါ့နော်ကျမကအင်္ဂလိပ်စကားကျွမ်းကျင်တဲ့လူမဟုတ်ဘူးပေါ့နော်ပြီးတော့ဒီ digital business ဆိုတာက internet နဲ့ digital tool တွေကိုအသုံးပြုပြီးတော့မှ online ကနေဝင်ငွေရှာတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတော့ဒီလုပ်ငန်းမှာကဒီလုပ်ငန်းရဲ့အကြောင်းအရာတွေကိုမျှဝေပေးရမယ်ဆိုလို့ရှိရင်တော့ဒါလူမှုမီဒီယာဈေးကွက်ရှာဖွေရေးတစ်ခုဖြစ်တယ်ပြီးတော့မှဖောက်တယ်တွေကိုဆက်သွယ်ရတာဖြစ်တယ်ကိုပိုင်အမှတ်တစိတ်ကိုတိဆောက်
ပေးရတာဖြစ်တယ် online ကနေသင်ယူမှုနဲ့ကျွမ်းကျင်မှုတွေကိုတည်ဆောက်ပြီးတော့မှပေါ့နော်ဒါ digital product နဲ့ service များကိုလည်း promote ပေးလုပ်ပေးရတာဖြစ်တယ်ဆိုတော့ဒီစတဲ့အရာတွေကိုလှုပ်ဆောင်ရတာဖြစ်တယ်အင်္ဂလိပ်ကကျွမ်းကျင်တဲ့လူတွေအတွက်ဆိုတော့တော်တော်လေးကိုပိုတော့ကောင်းတာပေါ့နော်ဒါပေမဲ့မကျွမ်းကျင်တော့ညာလဲပေါ့နော်လုပ်လို့ရတယ်ဆိုတာကိုကျမတို့ရဲ့ကိုအားဖြင့်ပေါ့နော်တီတာကိုထင်ရှားနေရတာဖြစ်တယ်ဘာဖြစ်လို့ဆိုတော့ကျမကအင်္ဂလိပ်စကားလည်းသိပြီးကျွမ်းကျင်တဲ့လူမဟုတ်ဘူးကွန်ပျူတာလည်းကျွမ်းကျင်တဲ့လူမဟုတ်ဘူးကျမtechnology တွေ skill တွေဆိုလို့ရှိရင်လည်းလုံးဝ no experience လုံးဝမရှိတဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီထဲမှာပေါ့နော်တခုပြီးတခုကျမတို့ရှေ့မှာ mentor တွေရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကတင်ယူပေးတင်ပေးနေတာဖြစ်တယ်ကျမတို့ကလည်းတင်ယူရင်းနဲ့ဒီလုပ်ငန်းကိုစတင်နေတာဖြစ်တယ်ကျမတို့တင်ယူခြင်းနဲ့စိတ်ကအဓိကဒီလုပ်ငန်းခွင်မှာကလိုအပ်တာပေါ့နော်တင်ယူခြင်းနဲ့စိတ်ရှိဖို့လိုတယ်ကိုကျွမ်းကျင်မိတဲ့လူတွေကြတော့ဘာပဲဖြစ်ဖြစ်တင်ယူမြန်တာပေါ့နော်ကျမတို့ကြတော့မကျွမ်းကျင်တဲ့အတွက်ဖြစ်ချင်းနဲ့တင်ယူရတယ်စိတ်ရှည်ရတယ်အဲ့လိုမျိုးနဲ့ပဲဒီလုပ်ငန်းကစတင်လို့ရတယ်ဆိုတာကိုကျမပြောပြချင်တယ်ပြီးတော့မှအင်္ဂလိပ်တချို့သောသူတွေရဲ့ဒီလုပ်ငန်းကိုဝင်တော့မယ်ဆိုလို့ရှိရင်ဟဲ့ငါအင်္ဂလိပ်စကားမတတ်ဘူးကွန်ပျူတာလည်းမတတ်ဘူး technology ဆိုလုံးဝမကျွမ်းကျင်ဘူးဆိုပြီးစိတ်ပူတယ်ပြီးတော့ကလေးတွေနဲ့ရှုပ်လို့ဆိုပြောမှလည်းစိတ်ပူကြတယ်အခုနညီမရွှေစွန်လည်းပေါ့နော်သူလုံနိုင်တယ်သူကလေးတယောက်နဲ့ပဲလုံနေရပဲလေနော်လုံနိုင်တယ်ကိုယ့်အိမ်ကနေလို့ရတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ပေါ့နော်ဘာမှစိတ်ပူစရာမလိုဘူးအင်္ဂလိပ်စကားဆိုလည်းမတက်ရင်လည်းမြန်မာ community ရှိတာဖြစ်တယ်မြန်မာ community ကနေပြန်ပြီးတော့မှတင်ယူရတာဖြစ်တယ်ဆိုတော့ဒီဟာကကိုယ်တိုင်ကိုကြရုံးကိုတွားပြီးတော့မှ company ကိုတွားပြီးတော့မှတွားလို့ရတဲ့လုပ်ငန်းမဟုတ်တဲ့အတွက်ကိုယ့်အိမ်ကနေ online ကနေစတင်နေရတာဖြစ်တဲ့အတွက်ကိုယ့်ဘေးမှာ mentor ကောင်းတယောက်ရှိနေရင်တော့အရာရာအလုံးကအဆင်ပြေနေတာဖြစ်တယ်ဆိုတာကိုလည်းပြောပြချင်တယ်ဒါကြောင့်မလို့အင်္ဂလိပ်မပြောတတ်ဘူးမလိုပါဘူးအင်္ဂလိပ်အရင်ပြောတတ်ဖို့လည်းမလိုအပ်ပါဘူးဒီနေရာမှာကတော့25%ဒီ USA နိုင်ငံမှာတော့25%ဆိုတာကအားလုံးကတော့တရားမှာ25%လောက်ကတော့အားလုံးကတော့တက်ပြီးသားပဲဖြစ်မယ်ထင်ပါတယ်เนาะဆိုတော့25%ကိုတက်တယ်ကျွမ်းကျင်တယ်ဆိုလို့ရှိရင်တော့ဒီလုပ်ငန်းကစတင်လို့ရတယ်ကွန်ပျူတာ experience ရှိဖို့မလိုပါဘူးသင်ယူရင်းနဲ့ဒီကွန်ပျူတာကတော့သွားလို့ရပါတယ်ကျမဆိုねငငယ်ကအကြောင်းတက်ခဲ့တဲ့အချိန်မှာကွန်ပျူတာကိုသင်ယူခဲ့တာပဲဒါပေမဲ့အဲ့ဒီ skill ကကျမဒီအသက်ကြီးတဲ့ခါမှာလေပြန်ပါမလာခဲ့ဘူးအဲ့ဒီ skill တွေလုံးဝယူမလာခဲ့ဘူးအဲ့ဒီခါမှာဒီနေ့ကျမကွန်ပျူတာကိုကြည့်တယ် ABC တွေကိုကျမမြင်နိုင်တယ်ဒါပေမဲ့ကျမလွယ်လွယ်လေးထင်ခဲ့ပေမဲ့ပေါ့နော်လက်တွေ့ကိုကြလောက်တဲ့အခါမှာပြန်ပြောမှသင်ယူရတာဖြစ်တယ်ဆိုတာကိုလည်းပြောပြချင်တယ်ဒါကြောင့်မလို့ကိုကဘလောက်ပဲကျောင်းနေတက်ခဲ့တော့ကတိခဲတက်ခဲကိုမှအတွေ့အကြုံမဘယ်လိုပြောမလဲကိုကနေ့စဉ်လုပ်နေကြလုပ်ငန်းမဟုတ်တဲ့ခါကြတော့လေကျမဖြတ်တန်းလာတဲ့နှစ်ပေါင်းများစွာထဲမှာခြံထားခဲ့ပြီးတော့မှကျမယူမလာတော့ဘူးအဲ့ဒီပညာတွေကိုအခု digital business လုံးဝပဲပြန်ပြီးတော့မှပေါ့နော်စတင်သင်ယူရင်းနဲ့ဒီ computer skill တွေကပြန်ပြောတိုးတက်လာတာဖြစ်တယ်ဆိုတာကိုလည်းပြောပြချင်တယ်ဒါကြောင့် technology ပိုင်းမှာဆိုလဲဘောနော်အရင်မြင်ဖို့မလိုပါဘူးဒီအခုချိန်မှာကအမျိုးမျိုး skill တွေကတိုးတက်နေကြတယ်ဒီဟာတိုးတက်နေတဲ့လူတွေကိုကျမတို့မြင်တွေ့နေရတဲ့အချိန်မှာသူတို့ကတင်ယူခြင်းနဲ့စိတ်ရှိလို့ပဲတိုးတက်နေတာကိုမြင်ရတာလေသူတို့တချို့သောသူတွေအခုအရင်အောင်မြင်နေတဲ့လူတွေကိုတွားကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့အရင် background ကိုတွားကြည့်လိုက်တဲ့ခါကျတော့အရင်တော့ဘာမှမရှိတဲ့လူတွေဘာမှမဟုတ်တဲ့လူတွေအခုချိန်မှာဘာလို့ဒီလောက်တော့မှအောင်မြင်နေလဲဆိုတော့သူတို့တင်ယူရင်းနဲ့လှုပ်ချင်တဲ့စိတ်ဆန္ဒကြောင့်မလို့ဘောနော်အောင်မြင်တဲ့အခွင့်အရေးကိုသူတို့ရကြတာဖြစ်တယ်ဒါကြောင့်မလို့တင်ယူချင်တဲ့စိတ်စူးစမ်းချင်တဲ့စိတ်ဘောနော်ဒါ consistency နဲ့အမြဲတည်ဆောက်နေမယ်ဆိုလို့ရှိရင်တော့ဒီလုပ်ငန်းကတော့ဖြည်းဖြည်းနဲ့အောင်မြင်လာမှာဖြစ်တယ်ဆိုတာကိုလည်းပြောပြချင်တယ်ဒါကြောင့်မလို့ဒီလုပ်ငန်းထဲမှာတော့ step by step လက်လာမယ်ဆိုလို့ရှိရင်တော့တဖြည်းဖြည်းတိုးတက်လာမယ်ဆိုတာကိုပြောပြရင်းနဲ့နေကုန်းချုပ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်
ဒါပဲ digital business ဆိုတာဒါပဲလေနော်ကျမတို့ဒီစီးပွားရေးလုပ်ငန်းလုပ်ဖို့ကိုအင်္ဂလိပ်စာတွေကွန်ပျူတာတွေ technology skill တွေကျွမ်းကျင်မှလုပ်မယ်ဆိုရင်ဒီလောက်ဒီစီးပွားရေးကိုလူကြိုက်များမှာမဟုတ်ဘူးဒီစီးပွားရေးကိုလုပ်တဲ့လူဒီလောက်လည်းများမှာမဟုတ်ဒါပေမဲ့ဒီစီးပွားရေးမှာကလူဒန်းစားမရွေ့အားလုံးအတွက်ကိုဒါရေးဆွဲထားတဲ့စီးပွားရေးဖြစ်တဲ့အတွက်အရင်တော့ကဘလောက်ပဲအားနည်းချက်တွေရှိခဲ့ပါစေဒီစီးပွားရေးတဲ့ဝင်ရောက်လာလို့ရှိရင် mentor တွေ coach တွေကိုယ့်ရဲ့ community က one way လက်တွဲပြီးတော့မှခေါ်တဲ့အတွက်အင်္ဂလိပ်စာအားနည်းရင်လည်းစင်ပြေသွားတာပဲကွန်ပျူတာမတော်ဘူးဆိုလို့ရှိရင်လည်းတက်သွားတာပဲ technology skill မရဘူးလားတို့ဒီမှာ system လည်းရှိတယ်ဒီပညာကိုသင်ပေးတာလည်းရှိသင်ပေးနေတဲ့ mentor တွေ coach တွေကျမတက်မချင်းကိုသင်ပေးတာဒါကြောင့်အဲ့အရာတွေမတက်လို့တော့ဘာမှစိတ်ပူစရာမရှိဘူးပူစရာကကိုကသူများသင်ပေးတာကိုအမြဲတမ်းကိုဆိုတော့ညီမပြောသလို consistency ရှိအမြဲတမ်းသင်ယူချင်နေတဲ့စိတ်ကလေးရှိဖို့လိုတယ်ပြင်းနေတဲ့အချိန်တွေဆွဲအောင်မယ်စင်ကြီးတွေပေးနေအောင်မယ်ဆိုလို့ရှိရင်တော့ပေးကပေးဤမရဖြစ်မှာအဲ့လိုမျိုးခွင့်တဲ့သူများစီမှာတော့မှကိုရီအလုပ်သွားလို့ရလို့ရှိရင်စူးစမ်းရတာပဲလေသူများမျက်နှာကြည့်ပြီးတော့မှသူများညိုညင်မှာကြောက်လို့လုပ်ရတာထက်ဟလာကိုရဲ့ဒီ professional ဖြစ်သွားအောင်မဟုတ်နော်ကိုနာမည်တစ်လုံးကိုတတိချာချာလေးလုပ်ရတယ်ဆိုတော့ကိုစီပါရေးကြလို့ရှိရင်ကိုပို့ပြီးတော့မှမလုပ်သင့်ဘူးလားပို့ပြီးတော့မှမစူးစမ်းသင့်ဘူးလားကိုစူးစမ်းသမျှကိုအတွက်ဖြစ်လာမဲ့ကိုစီပါရေးကြလို့ရှိရင်လားပြင်းနေပါနဲ့စင်ချီပေးနေပါနဲ့လားအင်္ဂလိပ်ကအားနဲ့လေသင်လို့ရတယ်ကွန်ပျူတာအားနဲ့ technology မသိမတဝေကျွမ်းကျင်ဘူးအမတို့လည်းမကျွမ်းကျင်တဲ့ဘဝကနေစလာတာပဲတော်တော်များများ99%ကလည်းဒီစီးပွားရေးမှာမကျွမ်းကျင်တဲ့အဆင့်ကနေစလာကြတာကြီးပါပဲအဲ့တော့ဒီစီးပွားရေးတွေမှာသင်ယူခြင်း training site ဆိုတာလည်းအားလုံးတန်းတူညရရဲပြီးတော့မှ system ကိုလည်းပဲတန်းတူညသုံးခွင့်ရတယ်ဆိုတော့ဒီစီးပွားရေးမှာအတူတူစူးစမ်းပြီးတော့မှကလားစူးစမ်းမှုကိုလည်းမလျှော့ဘူးဆိုလို့ရှိရင်ကျွမ်းကျင်တဲ့သူနဲ့မကျွမ်းကျင်တဲ့သူကအချိန်တစ်ခုမှာ level အတူတူပဲဖြစ်သွားပါဒါအင်မတန်ကိုကောင်းတဲ့ဒီစီးပွားရေးရဲ့ chance ပဲဖြစ်တယ်အဲ့တော့နောက်ထပ်တရားအနေနဲ့မလည်းထားဖို့ပဲကျမဒီခေါ်ကျမရဲ့ဆိုညီမလေးကကလေးညီမလေးကကလေးနဲ့အဆင်မပြေသေးလို့လေနော်သူအဆင်ပြေတဲ့အချိန်ကျမသူပြန်ခေါ်လိုက်မယ်ဆိုတော့မလည်းထောင်းအတွက်ကျမကလေကျမတို့ရဲ့ audience တွေရေးထားတဲ့အမေကွန်းကတော့ဗာလဲဆိုတဲ့ခါကျတော့တဲ့digital business ကိုဘယ်လိုလူတွေကလောက်ကင်တင့်ပြီးတော့မှဘယ်လိုလူမျိုးတွေကမလောက်ကင်တင့်ဘူးလဲဆိုတဲ့မေကွန်းလေးပါပဲရှင်ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါကျေးဇူးတင်တယ်ဒီစီးပွားရေးကအရေးကြီးတယ်နော်အဲ့ဒါကြောင့်ဒီစီးပွားရေးကိုဘယ်လိုမျိုးတွေကလှုပ်တင်လဲမလှုပ်တင်လဲဆိုတာပြည့်စုံမဖြစ်တော့များလဲပေါ့နော်အတတ်နိုင်ဆုံးပြောမယ်ပေါ့နော်ဘယ်သူတွေမလှုပ်တင်တဲ့လူကိုအရင်ပြောပြမယ်ပေါ့နော်ဘယ်သူတွေလှုပ်တင်လဲဆိုရင်အတိအစမ်းတွေကိုတင်ယူခြင်းနဲ့စိတ်တင်ယူခြင်းနဲ့စိတ်ရှိတဲ့လူပေါ့နော်တင်ယူခြင်းနဲ့စိတ်မရှိဘူးဆိုရင်ဒီစီးပွားရေးကမလုပ်ဘဲနဲ့ပတ်စံရတဲ့ဟာမျိုးမဟုတ်ဘူးဒီစီးပွားရေးဘယ်လိုလုပ်ရလဲဆိုတဲ့ဟာကိုပိုင်စီးပွားရေးဖြစ်တဲ့အတွက်ကြောင့်ကိုယ်တိုင်လုပ်တတ်နိုင်ဖို့ရလိုအပ်တယ်တင်ယူရတယ်အဲ့ဒါကြောင့်အတိတင်ယူရမယ့်အရာလေးတွေစိတ်မဝင်စားတဲ့လူအတွက်တော့ဒီစီးပွားရေးကမရဘူးတင်ယူခြင်းနဲ့စိတ်ကိုရှိတဲ့လူကဒီစီးပွားရေးလုပ်တင်တယ်ပေါ့နော်နံပါတ်2အနေနဲ့ဟိုဝင်ငွေတိုးချင်တဲ့လူအတွက်ပေါ့နော်အခုလက်ရှိရတာထက်ဝင်ငွေပိုပြီးရချင်တဲ့လူပြီးတော့အနာဂတ်ကိုကြည့်ပြီးတော့အသက်ကြီးလာတဲ့အခါမှာကိုယ်တွေကဘယ်လိုမျိုးကိုယ့်ရဲ့အနာဂတ်အတွက်ပြင်ဆင်ထားမလဲဆိုတဲ့အရာလေးတွေကိုစဉ်းစားတဲ့လူတွေအတွက်ဒီစေပွားရေးဟာတင့်တော်တယ်လုပ်တင်တယ်ပေါ့နော်ပတ်စံမလိုအပ်ဘူးဆိုရင်တော့မလိုဘူးပေါ့နော်ဒါကကျမတို့စေပွားရေးဖြစ်တဲ့အတွက်ကြောင့်ဝင်ငွေကျမတို့ရဲ့အလုပ်မလုပ်တော့တဲ့အခါမှာလဲ passive income ထိုင်ရင်းနဲ့ညီမပြောသလိုအဲ့ရင်းနဲ့ပဲဖြစ်ပေါ့နော်ဝင်ငွေရနိုင်တဲ့နည်းလမ်းကိုလိုချင်တဲ့အတွက်ကြောင့်ဒီစေပွားရေးကိုလုပ်တာဖြစ်တယ်ဒါကြောင့်ဝင်ငွေပိုပြီးရချင်တဲ့လူအတွက်လုပ်တင်တယ်နံပါတ်3အနေနဲ့အလုပ်အချိန်များကိုအတွက်လိုချင်တဲ့လူအတွက်ပေါ့နော်ဥပမာကိုတွေကတော့အလုပ်သွားလုပ်တဲ့အခါမှာ8နာရီလုံးကျမတို့အလုပ်ရုံမှာတွားနေရတယ်8နာရီကအလုပ်ချိန်
ကိုသွားတဲ့အချိန်ရဲ့ကိုပြန်လာတဲ့အချိန်လေဆိုရင်10 နာရီလောက်ကုန်သွားပြီအချိန်ပိုအလုပ်လုပ်ရင်လည်းမနဲ့မိုးလင်းကနေမိုးချုပ်ထွေးအလုပ်လုပ်နေရတယ်ပေါ့နော်အဲ့ဒီလိုမျိုးသူများစီမှာပဲအလုပ်တစ်ချိန်လုံးလုပ်တာအမေရိကရောက်ခါစားတော့ကတော့အလုပ်ရတာအရန်ကိုပျော်တယ်ပေါ့နော်ဟာအလုပ်သွားလုပ်တာဒေါ်လာလေးရတာကိုဟာကိုဝင်ငွေရတာအရန်ကိုပျော်တယ်ဒါပေမဲ့ကြာလာတဲ့ခါကျတော့ဟာဘွိုက်ရှိလည်းမသွားရဘူးကိုဆွေမျိုးတွေနေမကောင်းလည်းမသွားရဘူးနော်ပြီးတော့ဟို weekend မှာသွားနိုင်မယ်ဆိုရင်တော့ပတ်စံမရှိဘူးပတ်စံမလောက်ဘူးအဲ့ဒါကြောင့်ဒီလိုမျိုးကိုသွားချင်တဲ့နေရာကိုသွားနိုင်တဲ့flexible အချိန်ကိုပေါ့နော်ကိုအချိန်ကိုပိုင်ချင်တဲ့လူတွေအတွက်ဒီစီးပွားရေးဟာတင့်တော်တယ်ပေါ့နော်တချို့တွေအလုပ်အဲ့ဒီ flexible အလုပ်လိုချင်တဲ့လူအတွက်ဒီစီးပွားရေးကအရန်ကောင်းတယ်ဘာကြောင့်လဲဆိုရင်ခရီးသွားရင်လည်းယူသွားလို့ရတယ်အိမ်မှာနေပြီးတော့ခလေးထင်းရင်လည်းခလေးထင်းရင်နဲ့သူတို့အိတ်တဲ့ချိန်မှာလုပ်လို့ရတယ်မိသားစုထမင်းချက်ဖို့လိုအပ်တယ်ဆိုရင်ထမင်းချက်ရင်လည်းလုပ်လို့ရတယ်ဘယ်နေရာသွားကိုအားတဲ့ချိန်မှာလုပ်လို့ရတဲ့အတွက်ကြောင့်ဒီစေပွားရအရန်ကိုကောင်းတယ်ပေါ့နော်ပြီးတော့နံပါတ်4အနေနဲ့ဒီစေပွားရေးကဘယ်သူတွေလုပ်တင်လဲဆိုရင်အရန်ကိုပြဆက်နိုင်တဲ့လူပေါ့နော်။အိုးဒီစီပွိုင်းကိုစတင်တယ်ဆိုရင်ကိုကအောင်မြင်ဒီအထိလုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ခိုင်မာဆုံးဖြတ်နိုင်တဲ့လူတွေစိတ်စီပေါ့နော်စိတ်စီထားနိုင်တဲ့လူတွေအတွက်ဒီစီပွိုင်းဟာလုပ်တင်ပါတယ်။ဘာကြောင့်လဲဆိုရင်လုပ်တဲ့လူတိုင်းစူးစမ်းတဲ့လူတိုင်းမြန်အောင်မြင်တဲ့လူကသူတို့ရဲ့ပြည့်စုံမှု commitment တွေပုံရတယ်ပေါ့နော်အဲ့ဒါကိုတွေ့ရတယ်အဲ့ဒါကြောင့်ဒီစေပွားရေးတကယ်အရန်ကိုစိတ်ဝင်စားပြီးတော့ပြည့်စုံနိုင်တဲ့ဆိုရင်တော့ဒီစေပွားရေးကိုလည်းအရန်ကိုတင့်တော်တဲ့စေပွားရေးဖြစ်တယ်ပြီးတော့နောက်တစ်ချက်အနေနဲ့တူးတက်တာကိုဝါသနာပါတဲ့လူပေါ့နော်တချို့တွေကတူးတက်မှုကိုလုံးဝမစင်စားဘူးဟိုးတချို့တွေကမြန်မာပြည်မှာကျမတို့မြန်မာပြည်ကနေလာတယ်နော်ESL လည်းတချို့တွေမတက်ချင်တဲ့လူအများကြီးရှိတယ်အဲ့လိုမျိုးကိုဟာနဲ့ကိုတူးတက်မှုကိုလုံတင်တဲ့လုံနိုင်တဲ့အရာလေးတွေကိုလည်းဘာမှစိတ်မဝင်စားတဲ့လူရှိတယ်အဲ့ဒီကျမဆိုရင်တော့အဲ့လိုမျိုးတင်ယူမှုပိုင်းမှာတော့ကျမစိတ်ဝင်စားတယ်ကျမ ESL တက်တယ်ဆိုတာဘယ်အချိန်မှာကျမရပ်သွားလဲဆိုရင် COVID ကနေရပ်သွားတယ်ကျမက one on one ဆရာရှိတယ်အမေရန်တက်တယ်ဆိုတော့ကျမရဲ့အကြောင်းမှာ special ကျမကိုအမေရန်ထားပြတယ်လေနော် one on one ထားတယ်ကျမဆရာကလည်း COVID နဲ့ပိတ်လိုက်တယ်ဆိုတော့သူအရန်နှမျိုးပြတော့ online နဲ့လုပ်မလေလို့ပြောတော့ဟာ online နဲ့တော့ကျမလည်းစိတ်ချုပ်တယ်မလုပ်ချင်တော့လေကိုလည်းအသက်ကြီးလာပြီဆိုတော့ဒီတော့ချိန်ကြပြီဆိုပြီးကျမဖြတ်လိုက်တာပေါ့နော်အဲ့ဒါဆိုကျမကတော့အသက်ကြီးပြီမဲ့ဘယ်သူမှမသွားလဲကျမတရားထဲကျမရောက်ချင်း ESL တက်တဲ့နေရာမှာကျမတက်တယ်ပေါ့နော်ဒီနေ့မှာဘာကြောင့်လဲဆိုရင်ကျမကတော့တင်ယူချင်းတူးတက်ချင်းကိုအရာကိုဝါသနာပါတယ်ဒီနေ့မှာအဲ့လိုမျိုးတူးတက်ချင်းနဲ့စိတ်အခုအချင်းကြီးထက်ဒီထက်ဘယ်လိုမျိုးတူးတက်နိုင်မလဲဆိုတဲ့အရာလေးကစပေါ့နော်ဝါသနာရှိတဲ့လူအတွက်ဒီစေးပွဲဟာအရာကောင်းတယ်ဘာကြောင့်လဲဆိုရင်ဒီစေးပွဲမှာကျမအရာကသဘောကျတာကကိုယ်တိုင်ကပေါ့နော်အခုခေတ်နဲ့အလိုက်ဖြစ်သွားတယ်ပေါ့နော်ကိုထက်ပညာရှိတဲ့လူကိုထက်ဘွဲ့ရတဲ့လူတွေကကိုတတ်တဲ့ဟာကိုလုံနိုင်တဲ့ဟာအခုဆိုရင်မလုံနိုင်ကြဘူးအခုကျမတို့ကတော့ဒီစေးပွားရေးအပြင်ဒီစေးပွားရေးကြောင့်ပေါ့နော်ခေတ်နဲ့အမီဖြစ်သွားတယ်ပေါ့နော်ဘာကြောင့်လဲဆိုရင်ဒီစေးပွားရေးမှာအမဲရန်ကျမတို့ရှိမှာကျမတို့ကိုလမ်းပြတဲ့လူအခုဒီလိုမျိုးဖြစ်တယ်ဆိုပြီးတော့ up to date နဲ့အမဲရန်ကိုလုပ်ပြီးလမ်းပြတဲ့သူတွေအရာကိုကောင်းတဲ့အတွက်ကြောင့်ကျမတို့ကအနောက်ကနေလွယ်လေးနဲ့လိုက်ယုံနဲ့ခင်မိလာတယ်ပေါ့နော်အဲ့ဒါဒီနေ့မှာဒီလိုမျိုးတင်ယူခြင်းနဲ့စိတ်တူးတက်ခြင်းနဲ့စိတ်ကိုရှိတဲ့လူအတွက်
ကဒီစေပွားရေးဟာအရာကိုကောင်းတယ်တင့်တော်တဲ့စေပွားရေးဖြစ်တယ်နောက်ဒုတိယအနေနဲ့ဘယ်သူတွေကမလုပ်သင့်လဲဆိုရင်စေပွားရေးစတင်တဲ့အခါမှာတခါတည်းမြန်နဲ့တတိဖြစ်ခြင်းနဲ့လို့အောင်မြင်ခြင်းနဲ့လို့ပေါ့နော်get rich လိုချင်တဲ့လူအတွက်တော့ဒီစေပွားရေးကမလုပ်သင့်ပါဘူးเนาะတချို့တွေကအဲ့ဒါကြောင့်ဒီကျမတို့လုပ်တဲ့စေပွားရေးကမီးလာရင်အရင်ဆုံးတချို့တွေဗာမီးလဲဆိုရင်ဘယ်ချိန်မှာဝင်ငွေရမလဲဆိုတဲ့ဟာပဲအရင်မီးတယ်ကိုကဘာလို့ရလဲဘယ်လိုစူးစမ်းရမလဲဆိုတဲ့အရာမျိုးတွေမမီးဘူးအိုဒီစေပွားရေးထဲမှာဘယ်သူအောင်မြင်တဲ့လူကဘယ်လောက်အောင်မြင်လဲဆိုတဲ့ဟာတွေထက်ဝင်တာနဲ့ဘယ်ချိန်မှာဝင်ငွေရမလဲဆိုတဲ့အရာကိုအရင်ဆုံးမြင်တယ်လို့များတယ်အဲ့ဒါကြောင့်ဝင်ချင်းဝင်ငွေရချင်းတဲ့လူပြီးတော့မြန်နဲ့အောင်မြင်ခြင်းတဲ့လူအတွက်တော့ဒီစေပွားရေးဟာမတင်တော်ဘူးဒီစေပွားရေးကတင်ယူရတယ်ဒါပေမဲ့မြန်တင်ယူတဲ့လူကမြန်အောင်မြင်ပါတယ်ဒါပေမဲ့ဝင်တာနဲ့ဘယ်နှလမှာအောင်မြင်မယ်ဆိုတာအာမခံချက်မရှိဘူးကိုယ့်ရဲ့စူးစမ်းတလူစူးစမ်းမှုအပေါ်မှာမူတည်ပြီးတော့အောင်မြင်တာဖြစ်တယ်ဆိုတာပြောချင်တယ်ပြီးတော့ဒုတိယအနေနဲ့မတင်ယူခြင်းတဲ့လူတွေအတွက်တော့မကိုက်ဘူးမတင်ယူဘဲနဲ့ဒီစေပွားရေးကလုပ်မရဘူးเนาะအဲ့ဒါကြောင့်တချို့တွေကတိတ်မစင်စားဘဲနဲ့ဝင်ပြီးတော့ဘာမှမလေ့လာခြင်းဘူးမတင်ယူခြင်းဘူးဆိုရင်ဒီစေပွားရေးကလည်းအဲ့လိုမျိုးမရဘူးတင်ယူရတယ်လုပ်ရတယ်အခုကျမတို့တွေဒီ live လုပ်တာကကျမတို့ရဲ့စေပွားရေးနဲ့ပတ်သက်ပြီးတော့လုပ်ငန်းဖြစ်တယ်ပေါ့နော်တချို့တွေအတွက်တော့ဒီလိုမျိုးအချိန်မှလည်းမလုပ်ချင်ဘူးကိုယ့်ရဲ့စိတ်အလိုလိုက်ပြီးတော့ဗီဒီယိုပဲကြည့်နေတယ်ဆိုရင်လည်းအချိန်ကုန်သွားတယ်အမှမြင်နိုင်ဘူးပေါ့နော်အချိန်ကမလောက်နိုင်ဘူးအဲ့ဒါကြောင့်မတင်ယူခြင်းတဲ့လူအတွက်တော့ဒီစေပွားရေးဟာမတင်တော်ဘူးဆိုတာပြောချင်တယ်ပြီးတော့တချို့မလုပ်တင်တဲ့လူနောက်တစ်ခုကလောက်တာနဲ့ချက်ချင်းပဲ result မြင်ချင်တဲ့လူအတွက်မတင်တော်ဘူးပေါ့နော်ဘာမဆိုကျမတို့အလုပ်လုပ်ရင်စိတ်ရှိဖြစ်နေရတယ်ကိုကလောက်တာနဲ့ချက်ချင်းပဲဟောတရက်နှစ်ရက်မှာဘာမှလည်း result မရဘူးဆိုတော့စိတ်ရှိတဲ့လူအတွက်ဒီစေပွားရေးဟာမကိုက်ဘူးပြီးတော့တချို့မကိုက်တဲ့လူတွေကဘယ်သူလဲနောက်တစ်ခုဆိုရင်အရင်နေ့မဆိုင်ချင်တဲ့လူအတွက်ဒီစေပွားရေးလည်းမကိုက်ဘူးပေါ့နော်စေပွားရေးမှာတမက်ကအရင်နေ့လိုအပ်တယ်ကျမကဒီစေပွားရေးစလေ့လာတဲ့အခါမှာကိုကလည်းစလေးလာပါတယ်ဆိုမှပေါ့နော်အားလုံးမသိသေးဘူးဒါပေမဲ့ကျမစိတ်ချမ်းသာတဲ့အချိန်ကပါလဲဆိုအရင်နေ့ပြရမယ်ဆိုတဲ့အရာကိုသိတဲ့အချိန်မှာပဲကျမစိတ်ချမ်းသာသွားတယ်ဘာကြောင့်လဲဆိုရင် online မှာဆိုရင်ဘယ်လိုပြောမလဲကိုကမမြင်ရဘူးဆိုတော့ဘယ်လိုလဲနည်းနည်းမမြင်ရဘူးဆိုတော့စဉ်းစားတယ်ပေါ့နော်အဲ့ဒါကြောင့်အရင်နေ့ကိုရွေးချယ်ရမယ်ဘယ်လောက်နဲ့ရင်းနှီးမလဲဆိုတဲ့ဟာတွေအဲ့ဒီထိရောက်တဲ့အခါမှာဒါဆိုရင်တော့တကယ့်စေပွားရေးပဲဆိုတာကျွန်မစိတ်ချမ်းသာသွားတယ်အဲ့ဒါကြောင့်ဒီစေပွားရေးလုပ်ချင်ပြီးတော့အရင်နေ့မထည့်ချင်ဘူးဆိုရင်ဒီစေပွားရေးကမလုပ်သင့်ဘူးဆိုတာဒီနေ့ပြောချင်တယ်ပြီးတော့နောက်တစ်ခုကတော့ဘယ်သူတွေမလုပ်သင့်လဲဆိုရင်အရာစိတ်ပြက်လွယ်တဲ့လူတွေအတွက်ပေါ့နော်မလုပ်သင့်ဘူးနည်းနည်းအခက်ခဲမျိုးကြုံတဲ့အခါမှာတခါတည်းထွက်လိုက်တယ်ဆိုတော့စိတ်အရန်လောတဲ့လူစိတ်မြန်တဲ့လူတွေအတွက်လည်းဒီစေပွားရေးဟာမကိုက်ဘူးเนาะဒီနေ့ဒီစေပွားရေးလုပ်ရင်တကယ်ပဲပြဿနာတစ်ခုကြုံပြီးတော့ရှုပ်တယ်ဆိုပြီးတော့ရနာလိုက်တယ်ဆိုရင်ကျမတို့ရှုံးပါတယ်ပေါ့နော်စကားကျမတို့အမေရန်ကြားတယ်don't quit on the bad day ဆိုတဲ့စကားကလည်းအရာကိုကောင်းတယ်ပေါ့နော်
ကိုယ့်ရဲ့နေ့ရက်မကောင်းတဲ့ခါမှာမဝမ်းတာတဲ့ခါမှာအဆင်မပြေတဲ့ခါမှာဘယ်တော့မှကိုယ့်ရဲ့လုပ်ငန်းကနေမထွက်နဲ့မရပ်နာနဲ့ဆိုတဲ့စကားကိုကျမတို့သိဖို့လိုအပ်တယ်ပြီးတော့ဘယ်လောက်ပဲမောဘာပဲလုပ်တဲ့ချိန်မှာပဲဘယ်လောက်ပဲမောတယ်ဆိုရင်နားပါတဲ့ဘယ်တော့မှမထွက်နဲ့ဆိုတဲ့စကားကိုလည်းကျမတို့သိဖို့လိုအပ်တယ်အဲ့ဒါကြောင့်ဒီနေ့မှာဒီစေပွဲလုပ်တဲ့ခါမှာအခက်အခဲဘယ်သူမှမကြုံတဲ့လူမရှိဘူးအားလုံးကကြုံတယ်အဲ့တဲ့ခါမှာလည်းကိုယ့်ထက်ကျွမ်းကျင်တဲ့လူလည်းonline နဲ့လုပ်တဲ့ခါမှာFacebook ဘက်ကနေပြဿနာလည်းရှိနိုင်တယ်အရာအမျိုးမျိုးပေါ့နော်အဲ့ဒီမှာချက်ချင်းပဲဟာတော်ပြီမလုပ်ချင်တော့ဘူးဆိုတဲ့စိတ်ဓာတ်ရှိတဲ့လူမျိုးအတွက်လည်းမကိုက်ဘူးဒီနေ့လှုပ်တင်တဲ့လူကပထမကျမအရင်ပြောတယ်လို့ပေါ့နော်စိတ်စီတိခံရမယ်အရင်ဒီလည်းလိုအပ်တယ်ဆိုတာကျမတို့အောင်မြင်ခြင်းလည်းဆိုရင်လိုအပ်တဲ့အရင်ဒီလည်းထုတ်တင်တယ်ပြီးတော့တင်ယူခြင်းနဲ့လို့ဖြစ်နဲ့အမိတင်ယူခြင်းနဲ့လို့စိတ်စီတိခံတဲ့လို့အောင်မြင်ခြင်းနဲ့လို့ကိုယ့်ရဲ့ဘဝနောက်မှာအရှိနာကမှာဘယ်လိုမျိုးဖြစ်ခြင်းလဲဆိုတော့ဇွဲရှိရှိနဲ့ဗာလဲ vision ရှိတဲ့လူတွေများပိုက်ဆံရခြင်းနဲ့လို့ပေါ့နော်အနာဂတ်အတွက်ဗာလဲဝင်ငွေတွေပြင်ဆင်ထားခြင်းတဲ့လူအတွက်တင့်တော်ပါတယ်ဘယ်သူအားလုံးအတွက်အခွင့်အရေးကဖွင့်ထားတာဖြစ်တယ်အဲ့ဒါကြောင့်ကိုနဲ့ကြိုက်သလားမကြိုက်ဘူးလားဆိုတာတော့ကိုဆုံးဖြတ်ဖို့လိုအပ်ပါတယ်ကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်မပြောတာကဒီလောက်ပါပဲ သူတင်ပါတယ်ဒီနေ့မှလည်းထောက်ပြောတာလေးဘယ်လိုပြောရမလဲတေးသေးချာချာကိုအလေးနဲ့ထားပြီးတော့မှဒီမေးခွန်းတွေကိုတေးသေးချာချာကိုဥစားပေါ့နော် research လုပ်ထားတယ်လို့တော့အောင်မရအချက်လက်ကိုဘက်ဆုံးတောင်းဆောင်ကနေပြီးတော့မှတေးသေးချာဖြည့်ပေးသွားတာကိုရမ်းကိုကျေးဇူးတင်တယ်မှန်တယ်ကျမတို့ရဲ့စီးပွားရေးကစီးပွားရေးပါဆိုမှတော့ကျမတို့မှာရင်းနှီးရှိတာပေါ့အဲ့ဒါကိုဒေါ်လာ149လောက်နဲ့ဒီစီးပွားရေးကိုလုပ်လို့ရတယ်လို့ထင်မှတ်မှားနေကြတဲ့သူတွေလည်းရှိပါတယ်နော်ဒေါ်လာ149ဆိုတာကကျမတို့ဒီစီးပွားရေးရဲ့တက်လုံးစာဒါ member fee system ကို3ခနောက်ပြီးတော့မှပြောရမယ်ဆိုလို့ရှိရင်တော့master mind ဒီပညာအသစ်တွေသင်ပေးတဲ့ပေါ်လာသမျှ technology အားလုံးအတွက်ကိုဒါ cover ဖြစ်တဲ့တစ်သက်စာ member fee သဘောလုံးဖြစ်ပါတယ်repair ပြန်ထုတ်မဲ့လူအတွက်ကြတော့လည်းပဲဒါကပေါ့နော်deposit အနေနဲ့ deposit money ပဲဖြစ်ပါတယ်ဆိုတော့ဒီမှာစီပိုင်းမှာဒါအပြင်ကိုတက်ရကိုနှစ်သက်တဲ့ investment ကိုရွေးချယ်ပြီးတော့မှ invest ကလုပ်ရပါသေးတယ်နောက်ပြီးတော့မှဆောအမလေးထောင်ပြောသလိုပဲကျမတို့ဘယ်စီးပွားရေးပဲစီးပွားရေးလုပ်သည်ဖြစ်စေမလုပ်သည်ဖြစ်စေလူတိုင်းမှာနေ့စဉ်ကခက်ခဲတေးလေးရှိနေအကြီးကြီးလည်းရှိနေဒီခက်ခဲတွေ challenge တွေကိုကျမတို့ရှောင်လွှားလို့မရဘူးသူတို့ဖြစ်ကျမတို့ business မှာပို့ပြီးတော့မှမရှောင်နိုင်ဘူးတွေ့ရမှာပဲနော်ဒါပေမဲ့ဟလာအဲ့အခက်အခဲကိုကြော်နိုင်မှကျမတို့ကအောင်မြင်မှုရမှာလေအဲ့အခက်အခဲကိုကြောက်လို့နောက်ဆုတ်ပြေးမယ်ဆိုလို့ရှိရင်တော့ဘာမှဖြစ်မလားနော်ကျမတို့အတွက်ကအချိန်တိုင်းကရွှေပဲဒီစီးပွားရေးကပြောရမယ်ဆိုလို့ရှိရင်ကျမတို့ဘယ်လိုပြောရမလဲဒီ create marketing နဲ့ franchise business ဖြစ်တဲ့အတွက်ဒီစီးပွားရေးမှာကိုလှုပ်ဆောင်ရမယ်အပိုင်းကလေတည်တည်ချာချာရှိပါတယ်ဆိုပေမဲ့တခြားသော franchise business တွေလို့ရာနှုန်းပြည့်လှုပ်ဆောင်ရတာမျိုးမဟုတ်ဘဲနဲ့ကျမတို့ဘက်က10% ပဲလှုပ်ဆောင်ရတာပါ10% ကိုယ့်ဘက်ကနေပြီးလှုပ်ဆောင်လိုက်တယ်ဆိုလို့ရှိရင် system က90% လုပ်ပေးတဲ့အတွက်ကားတစ်စီးကိုမောင်းနေလိုက်တယ်လို့ဒီ system ကပဲကျမတို့စီးပွားရေးကိုသူကသူမောင်းနေလက်ပတ်ပြီးတော့မှအတွက်စီးပွားရှာပေးမှာဖြစ်ပါတယ်ဒီစီးပွားရေးမှာကအပြင်းကြီးနေလို့မရဘူးဒီစီးပွားရေးရဲ့income ဆိုတာကိုယ့်ရဲ့စ조사အားထုတ်မှုနဲ့တိုက်ရိုက်အချိုးကျတဲ့အတွက်အတင်းကြီးလူတွေအတွက်ဆိုလို့ရှိရင်တော့ဒီစီးပွားရေးကမဖြစ်နိုင်ဘူးပြင်းမကြီးပဲနဲ့လားစင်ဒဇင်တစိုက်ကိုယ့်ရဲ့စီးပွားရေးကိုဂရုစိုက်ပြီးတော့မှသွားမယ်ဆိုလို့ရှိရင်တော့အချိန်တိုင်းကရွှေပါတယ်နောက်တစ်ယောက်အနေနဲ့ညီမရွှေမစင်ပြေမယ်ဆိုလို့ရှိရင်ညီမခေါ်လိုက်မယ်เนาะညီမညူတာလေးဖြုတ်လိုက်အဲ့တော့ညီမရွှေနေရင်ဒီနေ့ဖြည့်ချပေးမှလေးကတော့ဘာလဲဆိုတဲ့အခါကျတော့ digital business ဆိုတာဘယ်လိုလုပ်ငန်းအမျိုးအစားလဲနောက်ပြီးတော့မှ MLM စီးပွားရေးစနစ်နောက်ပြီးတော့ pyramid စီးပွားရေးစနစ်တွေနဲ့ဘာကွာတယ်လဲဆိုတဲ့အကြောင်းလေးကိုဖြည့်ချပေးဖို့ပါညီမဟုတ်ကဲ့ပါ
အားလုံးပဲမင်္ဂလာပါကျွန်မအခုနတော့ကလေးရဲ့အိတ်ချင်မလို့ပေါ့နော်အရန်ဟိုငိုနေတာဖြစ်တယ်နားလေးပေးကြပါဒီစီပွဲကတော့အဲ့လိုပါပဲနော်ကိုယ်ပိုင်အချင်းဖြစ်တဲ့အတွက်ပေါ့နော်ကိုအားတဲ့ချိန်မှာကိုအဆင်ပြေတဲ့ချိန်မှာလည်းလောက်ကန်ရတာဖြစ်တယ်ဒါကြောင့်ဒီစီပွဲကအရန်ကိုကောင်းနေတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်မဒီညဖြစ်ပြရမယ့်မေးခွန်းလေးကတော့ဒီစီပွဲကဘယ်လိုစီပွဲမျိုးလဲဆိုရင်ဒီစီပွဲဟာဆိုရင် online ကနေလောက်ကန်ရတာဖြစ်ပြီးတော့နိပညာနဲ့ပတ်သက်ပြီးမှပေါ့နော်နိပညာနဲ့ပတ်သက်ပြီးမှကိုယ်ပိုင်စီးပွားရေးကိုလုပ်ကိုင်ချင်တဲ့သူကိုအမ်ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်ချင်တဲ့သူတွေကိုအခွင့်အလမ်းကြုံညာပေးရတဲ့စီးပွားရေးဖြစ်တယ်ပေါ့နော်ပြီးရင်တရားဝင်စီးပွားရေးဖြစ်ပြီးမှအောင်မြင်တဲ့ကုမ္ပဏီတွေနဲ့လက်တွဲပြီးမှsystem ကနဲ့တဆင့်လုပ်ကိုင်နေရတာဖြစ်ပါတယ်ခုနမရပြောသွားတယ်လို့ပေါ့နော် system က80ရာခိုင်နှုန်းလုပ်ပေးတယ်ကိုက10ရာခိုင်နှုန်းပဲလုပ်ကိုင်နေရတဲ့စီးပွားရေးဖြစ်ပါတယ်ဆိုတာကိုရုံဆောင်ပြောချင်တယ်ပြီးရင်ဒီစီးပွားရေးကML နဲ့ဘယ်လိုကွာခြားလဲဆိုရင်တော့ML ကတော့ဒီအရင်လှုပ်တဲ့သူတွေပေါ့နော်အရင်လှုပ်တဲ့သူတွေကနဲ့တဆင့်ဝင်ငွေရတယ်ဆိုရင်ဒါမှမဟုတ်တချို့ရဆိုလူခေါ်ရတာတချို့ရဆိုတော့product ရောင်းတာပေါ့နော်အဲ့လိုမျိုးတွေဆိုတော့အရင်လှုပ်တဲ့သူတွေစီကနေတဆင့်ရတာတွေများတယ်ပေါ့နော်ဒါပေမဲ့ကျမတို့ရဲ့ဒီစီးပွားရေးကဆိုရင်ကျမတို့နီးပညာနဲ့ပတ်သက်ပြီးတဲ့စီးပွားရေးပန်းဆိုင်ရာဘယ်လိုလုပ်ရမလဲဘယ်လိုအောင်မြင်ရမလဲဆိုတဲ့အရာလေးကအစပေါ့နော်သင်ယူရတာဖြစ်တယ်အဲ့လိုမျိုးကိုယ်တိုင်သင်ယူပြီးမှကိုယ်တိုင်တဲ့တဲ့အရာလေးကိုယ်တိုင်ကျွမ်းကျင်တဲ့အရာလေးနဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ကင်ရတာဖြစ်တယ်ပေါ့နော်ကျမတို့ကိုယ်တိုင်မကျွမ်းကျင်ဘူးဘာမှမသိဘဲနဲ့ဒီတိုင်းတစ်ခုပဲလုပ်ပြီးမှပတ်စံရတယ်ဆိုတာမျိုးကတော့ကျမတို့ကိုယ်တိုင်မရတဲ့ခါမှာအခက်ခဲရောက်လာတဲ့ချိန်ကြရင်တော့ကျမတို့အကြကြီးမခံနိုင်ဘူးပေါ့နော်ဒါပေမဲ့ကျမတို့ကိုယ်တိုင်ကျွမ်းကျင်တဲ့ကိုယ်တိုင်သိတဲ့အရာလေးတွေနဲ့လောက်ကင်နေရတယ်ဆိုရင်တော့ရေရှည်အတွက်လည်းအရန်ကိုစစ်ချရတာဖြစ်ပါတယ်ပေါ့နော်ဒီစီးပွားရေးမှာလည်းအဲ့လိုပါပဲကိုယ်ပိုင်ကိုနီးပညာပိုင်းနဲ့ပတ်သက်ပြီးမှဒီစီးပွားရေးနဲ့ပတ်သက်ပြီးမှဘယ်လိုလုပ်ရမလဲဆိုတဲ့အရာကအစကိုယ်တိုင်လက်လာသင်ယူရတယ်ကိုသင်ယူတဲ့အရာလေးကနေပေါ့နော်ကိုရဲ့တိုင်ဖိုးကနဲ့ကိုပိုင်စီးပွားရေးကိုလုတ်ကင်နေရတာဖြစ်တယ်ဆိုတာလေးကိုပြောချင်တယ်ပြီးဒီစီးပွားရေးမှာကတော့အရင်လုတ်တဲ့သူနဲ့အခုလုတ်တဲ့သူကပိုအရင်လုပ်တဲ့သူကပတ်စံပိုရမယ်နောက်မှလုပ်တဲ့သူကအရင်လုပ်တဲ့သူစီကနေတဆင့်ပြန်ပြီးတော့အာပတ်စံခွေးပေးရမယ်ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးမဟုတ်ပေနဲ့ကိုယ်တိုင်ကျုပ်ဆန်အရင်ပဲလို့အခုမှပဲလို့ပေါ့နော်ကိုကပိုစီးပွားရေးနဲ့ပတ်သက်ပြီးမှပို့ပြီးတော့နီးပညာနဲ့ပတ်သက်ပြီးမှလက်လာနေတယ်ပို့ပြီးတော့ကျွမ်းကျင်နေတယ်ဆိုရင်တော့အရင်လုပ်တဲ့သူထက်တောင်မှကိုကအများကြီးတာနိုင်တယ်ပေါ့နော်ကိုစူးစမ်းရင်စူးစမ်းတဲ့လောက်ရနိုင်တဲ့စီးပွားရေးဖြစ်တဲ့ဆိုတဲ့အရာလေးကိုလည်းပြောချင်တာဖြစ်တယ်ဒါကြောင့်ဒီစီးပွားရေးဟာဆိုရင်တခြားစီးပွားရေးနဲ့ကွာခြားတဲ့အရာကတော့ကိုယ်ပိုင်ပညာကိုယ်ပိုင်တည်ကျွမ်းတဲ့အရာကိုယ်ပိုင်လောက်ကင်တဲ့အရာလေးနဲ့ပေါ့နော်ကျမတို့ရေရှည်အတွက်လောက်ကင်နေတဲ့စီးပွားရေးဖြစ်တယ်လို့တကယ်ပဲစစ်ချရတဲ့စီးပွားရေးဖြစ်တယ်ဒီကျမတို့တခုခုလုပ်မယ်ဆိုရင်လည်းအမြဲတမ်းပေါ့နော်ဘာပဲကြုံအမြဲတမ်းလက်တွဲဖို့ပေးတယ်လက်တွဲပေးတယ်တင်ယူပေးတယ်အဖွဲ့အစည်းရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီစီးပွားရေးကတခြားစီးပွားရေးနဲ့မတူဘဲနဲ့ကိုယ်တိုင်သိတဲ့အရာလေးနဲ့ရေရှည်အတွက်စစ်ချရတဲ့စီးပွားရေးဖြစ်တယ်ဆိုတာလေးကိုsharing လုပ်ပေးချင်တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ညီမရွှေမေရဆိုလို့ရှိရင်လည်းပဲဒီစီးပွားရေးကိုဝင်ရောက်လုပ်ကိုင်လာတာမကြာသေးပေမဲ့တကယ်ကိုဒီစီးပွားရေးအကြောင်းကိုတည်တည်ချာချာနားလည်နေတာကိုတွေ့ရတယ်နော်ဟုတ်တယ်ကျမတို့ဒီစီးပွားရေးကဒီနေ့မှစတင်နေဆိုပေမဲ့လည်းပဲအားငယ်စရာအကြောင်းဘာမှမရှိဘူးစဉ်းစားလိုက်ရင်လို့ရှိရင်တော့ကျမတို့စီးပွားရေးကဘယ်လိုပြောမလဲ highway လမ်းမပေါ်မှာပြေးနေတဲ့ကားတွေလိုပဲနောက်ကကားကလည်းကိုယ့်ကိုကြော်တက်သွားနိုင်တယ်လို့ကိုကလည်းကိုယ့်အရှိရကားကိုကြော်တက်နိုင်တယ်ဟုတ်လားတခါလေကြာရင်လေကိုကဆလိုးပြီးတော့မှကိုကိုကြော်တက်သွားကြတဲ့အချိန်တွေလည်းရှိကြတာပဲငါဖြစ်လို့လေကျမတို့ရဲ့စူးစမ်းအထောက်မှုလေကျမတို့ပြင်းနေတဲ့အချိန်ကျမတို့ feeling မလာဘူးဆိုပြီးတော့မှအဲ့လိုစင်ကြေးပေးနေတဲ့အချိန်မှာသူများကကိုကြော်သွားရောပြီးတော့မှမျိုးလုံးပြပြီးဟဲ့ तू ကရနတ်ဖြစ်သွားပြီငါဒီလောက်ပဲကြံနေသေးတယ်ဆိုပြီးမှစိတ်တွေမကောင်းဖြစ်နေလို့မရဘူးလေဘာဖြစ်လို့လဲပြန်စဉ်းစားလိုက်ငါမစူးစမ်းပဲနဲ့ငါအချိန်တွေငါဖြုံးခဲ့တဲ့အချိန်တွေရှိတယ် okay ဒီနေ့ကစငါပြန်စူးစမ်းမယ်ဆိုပြန်စူးစမ်းရလဲထပ်ပြီးတော့မိလာနိုင်တာပဲပေါ့နော်အဲ့တော့ဒီစီးပွားရေးက
ဘယ်လိုပြောမလဲစူးစမ်းအားထုတ်မှုကလေ effective ပဲဖြစ်ပါတယ်ဒါသာရှိမယ်ဆိုလို့ကိုယ်ပန်းနိုင်ကိုရှေ့ရလူနဲ့လည်းအတူတူရောက်နိုင်တယ်ကြော်ပြီးတော့လည်းရောက်နိုင်တယ်ဆိုတာကိုပြောပြရင်းနဲ့အားပေးချင်ပါတယ်အဲ့တော့နောက်ဆုံးမေးခွန်းအနေနဲ့ညီမမုံမူပါအဲ့တော့ညီမမုံမူဖြစ်ပေးစီနေတာကျမတို့ဒီ master mind နေမှာသူတို့ကျမတို့ရဲ့ CSCI တွေအမြဲတမ်းပြောလို့ရှိကြတယ်ပေါ့နော် high ငါတို့စီးပွားရေးက high ticket စေး high ticket စေးပြီးတော့အများအဲ့လိုခဏခဏပြောမုံနားထောင်ရတယ်ဆိုတော့ဒါပေမဲ့ကျမတို့ customer တွေအနေနဲ့ကြတော့ကျမတို့ audience တွေအနေနဲ့ကြတော့ဒါကိုနားရီမဝသေးဘူးမရင်းတိကြသေးဘူးဆိုတော့ဒီနေ့အဲ့ဒါအတွက် high ticket စီးနဲ့ low ticket စီးဆိုတာဘာကိုခေါ်ရလဲအဲ့တော့ကျမတို့ရဲ့ digital business ကပေါ့ဘယ်စီးထဲမှာပါတာလဲဆိုတဲ့အကြောင်းလေးကိုညီမမူကရှင်းပြပေးဖို့ရဖိတ်ခေါ်ပါတယ် ဟုတ်ကဲ့ပါဒီနေ့မိကွန်းလေးကတော့အရင် exciting ဖြစ်တယ်ပေါ့နော်အဲ့တော့ high ticket sale နဲ့ low ticket sale အကြောင်းလေးကိုဒီနေ့မှာ share လုပ်ပေးချင်ပါတယ်အရင်ဆုံးတော့ low ticket sale ဆိုတာကတော့ဈေးနှုန်းနည်းတဲ့ product တွေကိုရောင်းချပေးတဲ့အရာဖြစ်တယ်ဥပမာဆိုရင်ဒေါ်လာ30 50ဒေါ်လာ100ဝန်းကျင်ရှိတဲ့ product တွေဖြစ်တယ် high ticket sale ဆိုတာကတော့ဈေးနှုန်းမြင့်တဲ့ product တွေကိုရောင်းချတာဖြစ်တယ်ဥပမာဒေါ်လာ900 1000 3000အထက်ရှိတဲ့ product တွေပေါ့နော်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ကိုကဒေါ်လာ950တန် product တစ်ခုကိုရောင်းချမယ်ဆိုရင်တော့ဝင်ငွေဒေါ်လာ900ရဖို့အတွက်ဆိုရင်တော့10ခုလောက်လိုအပ်မှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒေါ်လာ1000တန် product တစ်ခုကိုရောင်းချနိုင်ရင်ဆိုရင်တော့10တစ်ခုတည်းနဲ့ဝင်ငွေပို့ပြီးတော့များနိုင်တာဖြစ်တယ်ဒါကြောင့်မလို့ high ticket model ရဲ့အားသာချက်ကကြတော့10အများကြီး10အရေအတွက်အများကြီးမလိုအပ်ပဲနဲ့ပုံမမြင့်မာတဲ့ဝင်ငွေကိုဖန်တီးနိုင်တာဖြစ်တယ်အဲ့တော့ high ticket sale ဆိုတာကလူတွေကိုအတင်းဝယ်ခိုင်းတာမဟုတ်ဘူးလူတွေကိုတန်ဖိုးရှိတဲ့ information ကိုပေးရတာဖြစ်တယ်သူတို့ရဲ့ပြဿနာကိုနားလည်ပေးရတယ်ဖြေရှင်းပေးရတယ်ယုံကြည်မှုတည်ဆောက်ရတာဖြစ်တယ်အဲ့တော့ digital business လောကမှာဆိုလို့ရှိရင် program တွေအပေါ်မှာမူတည်ပြီးတော့ low ticket တွေလည်းရှိတယ် high ticket တွေလည်းရှိတယ်မိုးကတော့သဘောအကျတာကတော့ high ticket model ကပို့ပြီးတော့သဘောကျတာဖြစ်တယ်။ဘာကြောင့်လဲဆိုရင်လူတွေအများကြီးကိုလိုက်ရှာနေရတာတဲ့ relationship ကိုတိဆောက်ပြီးတော့ value ပေးရတဲ့အရာပေါ်မှာအခြေခံတဲ့အရာကိုမိုးကပို့ပြီးတော့သဘောကျတဲ့အတွက်ဖြစ်ပါတယ်လို့အဲ့တော့နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ digital business မှာအောင်မြင်ဖို့အတွက်ပြီးပြည့်စုံနေစရာတော့မလိုအပ်ဘူး technology တွေကျွမ်းကျင်နေဖို့မလိုအပ်ဘူးအင်္ဂလိပ်တွေအရန်ကောင်းနေဖို့လည်းမလိုအပ်ဘူးလိုအပ်တာကတော့သင်ယူလို့စိတ်ရှိဖို့နဲ့လှုပ်ဆောင်လို့စိတ်ရှိတဲ့လှုပ်ဆောင်လို့စိတ်နဲ့ပေါ့နော်မလျှော့တဲ့ဇွဲလုံးလာပဲလိုအပ်တာဖြစ်တယ်နေ့စဉ်တိုင်းမှာနည်းနည်းစီတိုးတက်လာတယ်ဆိုလို့ရှိရင်အဲ့ဒီတိုးတက်မှုကကိုယ့်ရဲ့အနာဂတ်ကိုပြောင်းလဲပေးနိုင်တာဖြစ်ပါတယ်နေ့တိုင်းမှာလူတွေအများကြီးဝင်ဖို့လိုက်ပြီးတော့ဆွဲခေါ်နေစရာမလိုဘဲနဲ့ကိုယ့်ရဲ့ value ကိုမြင့်တင်နိုင်နေဆိုရင်ကိုယ့်ရဲ့တန်ဖိုးကမြင့်လာတာနဲ့အမျှကိုယ့်ရဲ့ဝင်ငွေကလည်းမြင့်တက်လာတာဖြစ်တယ်ဆိုတာလေးကိုပြောပြပေးခြင်းနဲ့အရန်ခွာခြားမှုရှိပါတယ်မို့ဆိုရင်တော့အရာဒီစီးပွားရေးကိုလုပ်ပြီးတဲ့နောက်ပိုင်းမှာမှပို့ပြီးတော့စီးပွားရေးအကြောင်းတွေပို့ပြီးတော့နားလည်လာတယ်ပို့ပြီးတော့လေ့လာလာတဲ့စာတွေပို့ပြီးတော့ဖတ်ဖြစ်လာတဲ့အခါမှာပြီးလို့ရှိရင်ပတ်ဝန်းကျင်တစ်ခုအတိုင်းဝိုင်းတစ်ခုကိုလုံးဝကွာခြားပေးလိုက်တာဖြစ်တယ်အဲ့ဒီ level သတ်မှတ်ပေးလိုက်တဲ့ပတ်ဝန်းကျင်ကလေအရန်နေထိုင်ရတာလေအရန်ကို proud ဖြစ်တယ်ကိုဘယ်လိုပြောမလဲဆိုရင်အော်ငါနေထိုင်တဲ့ပတ်ဝန်းကျင်ကတစ်နှစ်ကို1 to 2 million ရနိုင်တဲ့အထိလုံနိုင်တဲ့ပတ်ဝန်းကျင်မှာနေတယ်ဆိုတဲ့အရာကလုံးဝကွာခြားတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ပတ်ဝန်းကျင်ကောင်းကိုမြင့်တင်ပေးလိုက်တာဖြစ်တယ်ဥပမာဆိုမလို့ USA မှာဆိုလို့ရှိရင်အမြဲတမ်းပြောကြတယ်ကလေးတွေဆိုလို့ရှိရင်ပတ်စံများများပေးရပါမယ်ကြောင်းကောင်းကောင်းထားဘာကြောင့်လဲဆိုရင်ကြောင်းကောင်းကောင်းထားတာကပတ်စံများများကုန်တယ်ပတ်ဝန်းကျင်ကောင်းကောင်းရတာဖြစ်တယ်ကြောင်းကောင်းကောင်းမထားဘူးဆိုရင်ပတ်စံမကုန်ဘူးပတ်ဝန်းကျင်မကောင်းဘူးပတ်ဝန်းကျင်မကောင်းတော့သိတဲ့အတိုင်းပဲတချို့ကလေးတွေဆိုရင်ဆဲတာတွေတက်လာတယ်ခိုးတာတွေတက်လာတယ်ပြီးလို့ရှိရင်တယောက်နဲ့တယောက်အနိုင်ကျင့်တဲ့အရာတွေတအားများတာဖြစ်တယ်အဲ့ဒါကြောင့်မလို့ high ticket နဲ့ low ticket ဆိုတာလည်းအဲ့လိုမျိုးပဲ USA ရဲ့ကြောင်းနဲ့ရှင်ရရင် high ticket ဆိုတာကတစ်လကိုဒေါ်လာ9000 6000ပေးပြီးတော့ kg เนาะ kg တွေကိုဒေါ်လာ900 600ပေးပြီးတော့တက်ခိုင်းတယ် low ticket ကြတော့ရိုးဘာမှမပေးရတဲ့ free မှာတက်ခိုင်းတာနဲ့အတူတူပဲဖြစ်တယ်ဒါကြောင့်မလို့အရန်ကွာခြားမှုရှိတယ်အချိန်ကြာလာတာနဲ့အမျှတန်ဖိုးကလုံးဝကွာခြားသွားတာဖြစ်တယ်ဒါကြောင့်မလို့ high ticket ကိုကရွေးချယ်မလား low ticket ကိုရွေးချယ်မလားဆိုတာတော့
ကိုယ့်ရဲ့အပေါ်မှာပဲမူတည်တာဖြစ်တယ်တေချာခွဲခြားလေးနားလည်ပါစေလို့မကတော့မျှော်လင့်ပါတယ် thank you ပါ ဟုတ်ကဲ့အခုလို့ရှင်းလင်းပြကြပေးသွားတဲ့အတွက်အရင်ကကျေးဇူးတင်တယ်ဟုတ်တယ်ကျမတို့စီဝါရေးကhigh ticket ထဲမှာပါတာဖြစ်တယ်ပေါ့နော်ကျမတို့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဆိုတော့မော်ရင်ကားဆိုင်ဆိုပါစို့မော်ရင်ကားဆိုင်ကလူတွေမော်ရင်ကားဆိုင်စားလို့ကောင်းလို့ဆိုလူတွေကြိတ်ကြိတ်တိုးပြီးတော့မှစားနေကြတယ်အဲ့စားနေကြတဲ့အမြက်အများကြီးဆိုတော့လည်းမြက်မှာပေါ့နော်ကိုယ့်ရဲ့ရှေ့တဲ့မှာရှိတဲ့ရွှေဆိုင်ကြည့်လိုက်မော်ရင်ကားဆိုင်လို့လူတွေအများကြီးကြိတ်ကြိတ်တိုးမနေတဲ့ဗိမ်မဲ့လည်းပဲတယောက်နှစ်ယောက်တည်းရောင်းရတဲ့သူ့ရဲ့အမြက်နဲ့မော်ရင်ကားဆိုင်အမြက်ကလာရှင်လို့မရအောင်ဆို quality ကအဲ့လိုกว่าတော့ကျွန်တော်တို့စီးပွားရေးလည်းအဲ့လိုပဲတခြားစီးပွားရေးမှာရှိပါတယ်သူက100ရင်းတစ်ချက်မြက်တယ်100ရင်း30မြက်တယ်အိုး no ကျွန်တော်တို့စီးပွားရေးကအဲ့လောက်နဲ့ကျွန်တော်တို့ဒီလောက်ပင်ပန်းခံနေတာမဟုတ်ဘူးကျွန်တော်တို့က100ရင်း100ထက်မကမြက်တာဖြစ်တယ်အချိန်တစ်ခုရောက်လို့ရှိရင်ကိုယ့်ရဲ့အရင်ကြီးကစပွားပြီးတော့မှညားလာတဲ့အတွက်အဲ့ဒီအချိန်ထိကိုတော့ကိုက consistency ရှေ့ဆက်သွားမှာဖြစ်တယ်လို့ဒီစီးပွားရေးမှာလုပ်ရည်တင်ရတဲ့ကိုယ့်ရဲ့ marketing ပညာကိုလည်းပဲကိုကအစဉ်တစိုက်ကစားနေရမှာဖြစ်တယ်ဒါဆိုလို့ရှိရင်ကျမတို့ရွှေဆိုင်ထဲမှာအေးဆေးဆေး aircon ထဲမှာရက်ခတ်ပြီးတော့ aircon ထဲမှာထိုင်နေပြီးတော့မှဈေးရောင်းရတယ်လို့ရှေ့ကမော်ရင်ကားဆိုင်လို့ကျမတို့အပင်ပန်းသွားခံနေစရာမလိုဘူးအေးဆေးဆေးနဲ့ကိုယ့်ဘဝကိုရိုးနဲ့ကိုမြင့်တက်သွားမှာဖြစ်တယ်ဆိုတာကိုပြောကြားခြင်းနဲ့အဲ့တော့ဒီနေ့ကျမတို့ပြီးခဲ့9ပေါ်ပေါ့နော်ရှင်းပြပေးသွားတဲ့အကြောင်းအရာလေးတွေကိုအားလုံးနားလည်သဘောပေါက်ကြမယ်လို့တော့ကျမတို့မျှော်လင့်ပါတယ်အဲ့တော့ပုံသိကျင်တာရှိရဆိုလို့ရှိရင်လည်းပဲကျမတို့ရဲ့ messenger တွေမှာလာပြီးတော့မေးမြန်းလို့ရပါတယ်ဒီစီးပွားရေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်လည်းပဲကျမတို့အားလုံး9ယောက်ဆိုလို့မှာကျမတို့ကိုယ်ပိုင် website တွေရှိကြပါတယ် www နဲ့စတဲ့ website တွေမှာကိုကြိုက်နှိမ့်တက်ရတယောက်ရဲ့ website မှာလာပြီးတော့မှနာမည် email နဲ့ register လုပ်ပြီးတော့မှပထမဆုံးခြေလှမ်းစတဲ့အနေနဲ့စတင်လေ့လာနိုင်ပါတယ်ပြီးလို့ရှိရင်ညီမလိုရှင်းလင်းချက်တွေလိုချင်တယ်ဆိုလို့ရှိရင်လည်းကျမတို့ရဲ့ messenger မှာလာရောက်တောင်းခံနိုင်ပါတယ်မသိတဲ့မရှင်းလင်းတဲ့မိခွန်းတွေကိုလည်းပဲလာပြီးတော့မှအာမနာစိတ်ထန်မေးမြန်းနိုင်ပါတယ်ဒီနေ့အတွက်ကတော့ကျမခင်တီတောင်က host လုပ်ပေးခဲ့တာပါကျမကအမေရိကန်ပြည်အောင်စု North Carolina ပြည်နယ်ရှာလက်မြို့မှာနေထိုင်တဲ့အချိန်ပြည့်ဦးတန်းဝန်ထမ်းတယောက်ဖြစ်တယ်လို့ digital business လုပ်ငန်းကိုလည်းပဲကျမရဲ့အနာဂတ်အတွက်ကျမရဲ့နှောင်ရည်အတွက်ကိုလှုပ်ဆောင်နေတဲ့အစည်းအဝေးတယောက်လည်းဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဒီနေ့ live တော်လေးတော့တထောင်နဲ့ပဲရန်နာလိုက်ပါမယ်ရှင် next week မှာလည်းပြန်လို့ဆိုကြပါမယ်